ဟုတ်ကဲ့ကျမတို့ brain training ကကြတော့ကလေးငယ်တွေရဲ့ဒီ academic excellent အတွက်လုံးဝ foundation အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်အဲ့တော့ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်တို့ဒီမြန်မာနိုင်ငံကမိဘတွေအများစုကသူ့ရဲ့ဒီကလေးတွေကိုပေါ့နော်ဒီကြီးလာလို့ရှိရင်IGCSE ပြီးလို့ရှိရင် A level ဖြေပြီးတော့သူကနိုင်ငံခြားပို့ကြမယ်နိုင်ငံခြားမှာဒီတက္ကသိုလ်ပညာသွားတင်ကြမယ်ပေါ့နော်အဲ့တော့ university education မှာနိုင်ငံခြားမှာအရန်ကိုနာမည်ကြီးရဲ့အကြောင်းတွေအကုန်လုံးအရန်ကြီးကြီးတိန်းကိုတစ်နှစ်ကိုထောင်ချီတောင်းချီအကြောင်းတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအတွက်ကြတော့ဒီငွေကြေးအဖြစ်အကြောင်းအရန်ကိုဝင်ထမ်းရတယ်ပေါ့နော်အဲ့တော့များသောအားဖြင့်မိဘတွေက scholarship ကိုမျှော်မှန်းကြတယ်အဲ့တော့ခုတ်ကလေးတွေကို scholar ရအောင်လို့သူတို့ငယ်ငယ်ကလေးတွေကလုံးဝ well rounded ဖြစ်အောင်လို့training လုပ်ပေးကြတယ်အဲ့တော့ scholar ရဖို့ဆိုတာကလည်းကလေးတွေလုံးဝဟိုA ကြီးပဲရတာထက်ဆိုင်လို့ရှိရင်သူ academic performance လည်းကောင်းအောင်မယ်ပြီးလို့ရှိရင် extra curricular activity မှာလည်း performance အများကောင်းနေရမယ်ပေါ့နော်အဲ့ဒါမလို့ကျွန်တော်တို့ကလေးငယ်လေးတွေအကုန်လုံးကဒီ whole brain training လုပ်ထားရဆိုလို့ရှိရင် brain capacity ကလုံးဝအားကောင်းနေပြီအားကောင်းနေတာဖြစ်တဲ့အတွက်ကလေးငယ်တွေကတင်လွယ်တက်လွယ်တယ်ပြီးလို့ရှိရင် concentration အများကောင်းတယ်သူက memory retention လည်းအများကောင်းတာဖြစ်တဲ့အတွက်သူကစာလုပ်တဲ့အချိန်ကြာလို့ရှိရင်အချိန်နဲ့အတွင်းမှာအများကြီးရတယ်အဲ့တော့သူတို့ဒီမှာအချိန်လေးပိုလာအောင်အချိန်လေးပိုလာတဲ့အတွက်တခြား academic ဒီပြင်ပဖြစ်တဲ့ extra curricular တွေလုပ်ဖို့အချိန်ကြီးအများကြီးရှိတယ်အဲ့တော့ကလေးငယ်တွေအကုန်လုံးကလုံးဝ well rounded ဖြစ်လာစေရပေါ့နော် whole brain training ကိုငယ်တွေကဒီ foundation ခက်ခိုင်မှာလုပ်ထားရတဲ့အတွက်အဲ့မလို့ဒီ academic performance အနေနဲ့ကို whole brain training ကဟိုငယ်ငယ်လေးတွေကသူ့ရဲ့ဒီအခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်မယုံကြည်ပါတယ်